အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Random Food ကြောင်းပြောရရင်ခဏနားလဲရအောင်ဗျာဘာဖြစ်လို့လဲဆိုတော့စီစဉ်ကုံကလည်းရက်ပိုင်းပဲလို့ဆိုတော့စီစဉ်တဲ့အတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့စိတ်ပြေလက်ပြောက်လေးဖြစ်သွားအောင်ပန်းဖြီတဲ့အနေနဲ့ပြန်ပွဲတွေဘက်ကိုတွက်ကြည့်လိုက်အောင်ဗျာကျွန်တော်ဒီနေ့မှာစူးစီးဖော်ပြပေးသွားမယ့်အကြောင်းလေးကတော့ပွဲပြီးသေးပဲနိုင်မထပြီးလေတိုက်ခဲ့ရတဲ့ကစားသမားတွေအကြောင်းပဲဖြစ်ပါတယ်တချို့ပလေယာတွေကအမေရိကန်လေတိုက်ခဲ့ကြတာဖြစ်ပေမဲ့တချို့ပလေယာတွေကတော့အထင်လဲပြီးလေပြန်တိုက်ခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ပလေယာတွေကဘယ်သူတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့တွက်ကြည့်လိုက်အောင်ဗျာဒီဝိုင်းပတ်ဆက်မိုးပါဆက်သူတို့ရဲ့ပြန်လည်လေတိုက်မှုတွေကတော့မိုဘိုင်းချက်ပြိုင်ပွဲမှာအကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ MU ပွဲစဉ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲဒီပွဲစဉ်ကိုတော့အင်ဒိုနီးရှားနိုင်ငံကိုစားပြုအသင်းဖြစ်တဲ့ Only Esport တင်နဲ့မြောက်အမေရိကဆောင်ကိုစားပြုအသင်းဖြစ်တဲ့ Taveri တင်တို့ရှင်ပြိုင်ကစားခဲ့တာဖြစ်ပြီး Best of 5ပြည့်ရှင်ပြိုင်ကစားခဲ့တဲ့ဒီပွဲစဉ် Game Number 1မှာတော့ပွဲသားတွေ25မိနစ်နီးပါးကြာမြင့်ခဲ့တာဖြစ်ပြီးမြောက်အမေရိကဆောင်ကိုစားပြုအသင်းဖြစ်တဲ့ Taveri တင်က Only Esport တင်ကိုဟီရိုဂီရလက်16ကောင်9ကောင်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ Taveri တင်ရဲ့နီးပြဒီနိုင်ဝဲရလက်ကြောင့်ထရိုလေးကိုဝမ်းမြောက်ဝမ်းသာဖြစ်နေတာကိုမြင်တွေ့ခဲ့ရပြီးတော့အတင်းရဲ့ပရိသတ်တွေကလည်းဆရာအောင်မှာမြင်တွေ့ရတဲ့အတိုင်းနိုင်ကိုထိုးပြပြီးတော့အောင်ဝဲခံနေကြတာဖြစ်ပါတယ်။ဒါရင်မကသေးပဲ Taveri တင်ရဲ့ player 2ဖြစ်တဲ့မိုဝါဆန်ကလည်းခုလိုမျိုးပဲသူ့ရဲ့နိုင်ကိုထိုးအောင်အုံးနဲ့အတင်းဘက်ကိုလှည့်ပြီးတော့ Western Edis ဆိုပြီးအောင်ဝဲခံနေကြတာဖြစ်ပါတယ်။ Western Edis ဆိုတော့ Only Esport တင်ဆောင်းဖြစ်တဲ့ Edis Only Time ကိုတည်တော်ထားတဲ့အရာတစ်ခုလိုပရိသတ်တွေအလဲသတ်မှတ်ထားလို့ရပါတယ်။ဒါပေမဲ့လည်းမိုဝါဆန်အခုလိုလောက်ပြောင်းအောင်ဝဲခံမှုကို Only တင်ရဲ့ player 2ဖြစ်တဲ့ Kivan ကတော်တော်လေးဒေါသထွက်နေတယ်ဆိုတော့သူ့ရဲ့မျက်နှာအနေထားတဲ့အမူအရာတွေကိုကြည့်ုံနေသိတာနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ဒေါသထွက်ပောက်ဝဲခြင်းနေတဲ့ဆန္ဒကိုတိတ်ခါဆိုတဲ့အရာနဲ့အကောင်ဆုံးထိန်းချုပ်ပြီးစော်သားနိုင်ကြတာကြောင့် Game Number 2နဲ့ Game Number 3မှာအနိုင်ရတဲ့ပြင်Game Number 4မှာပါဟီရိုဂီရလက်19ကောင်3ကောင်ဆိုတဲ့ပြတ်သားရလက်နဲ့အနိုင်ရရှိခဲ့ပြီးတော့နောက်ဆင့်ကိုတက်အောင်နိုင်ကြတာဖြစ်ပါတယ်။ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့မိုဘာဆန်တယောက်တော်တော်လေးကိုညင်ကုတ်သွားတာမြင်တွေ့ခဲ့ရပြီးတော့ကီပိုင်းကတော့ဒီနိုင်ပွဲရလက်တော်တော်လေးကိုတက်ကြွနေခဲ့ပါတယ်။ပွဲပြီး player တွေလက်ဆင်းနှုတ်ဆက်တဲ့အချိန်မှာလည်းကီပိုင်းနေနဲ့တောင်ရဥကြည်တန်းကြီးပုံစံမျိုးနဲ့သာနှုတ်ဆက်ခဲ့တာမြင်တွေ့ခဲ့ရပြီးတော့သူ့ရဲ့ဒေါသတွေကိုထိန်းချုပ်ရင် player နားရီကန်ကိုပြန်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း Taveri တင်ရဲ့ player နားရီကန်ရှိအရောက်မှာတော့ Taveri တင်ရဲ့ player တွေကိုနှုတ်ဆက်ပြီးကီပိုင်းရဲ့ဒေါသတွေဟာအပြင်ဘက်ကိုဒေါသထွက်ပေါက်ကွဲလာခဲ့ပြီးတော့အခုလိုမျိုးပဲ Taveri တင်ရဲ့ player နားရီကန်ရှိမှာမိုဘာဆန်အော်ရဲတဲ့လူမျိုးပဲ Western Edis ဆိုပြီးပြန်လဲအောင်ဝဲခံနေကြတာဖြစ်ပါတယ်။ဒီဒေါ်လာတွေတော့ Only Esport တင်ရဲ့တာဝန်ရှိသူတွေကဖြောင်းပြနှိမ့်သိပ်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ကဲအခုပြကြည့်နေတဲ့အထက်မှာရောကီပိုင်းနေရာမှာဆိုရင်ဘာလို့အနေနဲ့ဘလို့တုတ်ပြန်ပြီလဲဆိုတော့ comment မှာရေးသွားလို့ရပါတယ်ဗျာ။ဒီပတ်ဆက်ကလေးပင်ဒီဖြစ်စီကတော့မိုဘိုင်းလေးချက်ပြိုင်ပွဲတွေမှာကြီးမားဆုံးဖြစ်တဲ့ MU ပွဲစဉ်မှာပဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲဒီပွဲစဉ်ဖြစ်ကိုတော့မြန်မာနိုင်ငံကိုစားပြု Falcon Esport တင်နဲ့အင်ဒိုနီးရှားနိုင်ငံကိုစားပြု Arju တင်တို့ရှင်မြန်ကစားခဲ့တာဖြစ်ပြီး Best of 5ဖြစ်ရှင်မြန်ကစားခဲ့တဲ့အဲဒီပွဲစဉ်မှာ Game Number 1နဲ့ Game Number 2ကိုတော့ Arju တင်ကအနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ Game Number 3မှာတော့ Falcon Esport တင်ကဟီရိုဂီရှာလက်အကောင့်15ကောင်နဲ့ပွဲကစားချိန်17မိနစ်အရောက်မှာပြန်လည်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ Falcon Esport တင်ရဲ့ player 2ဖြစ်တဲ့ CPR player နားရီကန်ကိုပြန်တဲ့အချိန်မှာအခုလိုမျိုးပဲအောင်ဝဲခံခဲ့တာဖြစ်ပါတယ်။ဒါဟာ Game Number 1နဲ့ Game Number 2ရှုံးနေထားတဲ့အတွက်ကြောင့်ပြန်လည်အနိုင်ရရှိတဲ့အချိန်မှာကိုယ်ပြန်လည်အားပေးရဲ့အနေနဲ့ခေတာမျိုးဖြစ်နိုင်တယ်လို့စိတ်တစ်ပေါက်တစ်ခုအနေနဲ့ခေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်း Arju တင်ရဲ့ player ဖြစ်တဲ့ကလေးနဲ့ပင်တို့ကတော့ CPA မှုဟာသူတို့ကိုလေတိုက်တယ်လို့ထင်သွားခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ Game Number 5မှာတော့ Arju တင်က Falcon Esport တင်ကိုဟီရိုဂီရလက်12ကောင်4ကောင်နဲ့ပြန်လည်အနိုင်ရရှိခဲ့ပြီးတော့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့အခုလိုပဲမြင်တွေ့ရတဲ့အချိန်အေဘက်ကFalcon တင်ကိုတက်တာပြခဲ့တဲ့ပြင်Arju တင်ရဲ့ player တွေဖြစ်တဲ့ကလေးနဲ့ပင်တို့ကလည်း Falcon Esport တင်ရဲ့ player တွေနားထိပြေးတော့ခေတာဖြစ်ပါတယ်။တဆန်တောင်ရှိသူတွေကထိမ့်သိမ်းမြင်ခဲ့ရမှာတော့ကလေးနေနဲ့အခုလိုမျိုးပဲစောရကတက်ပြန်လည်ဖြည့်ရှင်းနေကြတာဖြစ်ပါတယ်။ကဲ brother တို့ရောဒီဖြစ်စင်မှာဘယ်သူမှန်းနဲ့ဘယ်သူမားတယ်ဆိုတော့ comment မှာရေးသွားလို့ရပါတယ်ဗျာ။ player of ပတ်ဆက်ရပါဒီတိုက်တဲ့နေရာမှာနာမည်ကြီးတဲ့ဒီဖိလစ်ပိုင်နိုင်ငံကဖိလစ်ပိုင်နိုင်ငံသားနှစ်ယောက်ရဲ့ဒီတိုက်မှုကတော့တော်လေးကိုစိတ်ဝင်စားစရာကောင်းခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကတော့ MPN Season 9 Playoff ပွဲစဉ်တစ်ပွဲကနေစရတာဖြစ်ပြီးတော့ Best of 5ဖြစ်ရှင်မြန်စားခဲ့တဲ့အဲ့ဒီပွဲစဉ်မှာ Omega တင်က Ego တင်ကို 3-0 ဆိုတဲ့ပြတ်သားရလက်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပွဲချင်းပြီးဆုံးသွားတဲ့အချိန်မှာတော့တီရှုံးဝဲရလက်ကြောင်း Ego တင်ရဲ့ Player 2ဖြစ်တဲ့ရာရာတော်လေးကိုဝမ်းနေကြတာဖြစ်ပြီးအနေငယ်လေးငူကျွေးနေကြတူပါတယ်။ဒါပေမဲ့လည်းအနိုင်ရရှိတဲ့ Omega တင်ရဲ့ Player 2ဖြစ်တဲ့ Clear ကတော့သူ့ရဲ့ငူကျွေးမှုကိုခွင့်ကောင်းယူပြီးအခုလိုမျိုးပဲမြေတုတ်တဲ့ပုံစံမျိုးနဲ့လောင်ပြောင်တီော်ပြီးအောင်ဝဲခံလေးတိုက်ခဲ့တာဖြစ်ပါတယ်။လူဆိုတဲ့အမျိုးဟာကိုပျော်ရွှင်နေချိန်ကိုအတင်အနိုင်ရရှိနေတဲ့အချိန်မျိုးတွေမှာကိုကိုလက်သီးနဲ့လာထိုးရင်တော့ပြုံးပြကောင်ပြုံးပြနိုင်မဲ့ကိုပူဆွေးတော့ကရောက်နေတဲ့အချိန်မျိုးမှာတော့ပန်းနဲ့ပေါ့တော့နားတဲ့တာလူတွေရဲ့သဘောဝပဲဖြစ်ပါတယ်။ရောက်လေအဲ့ဒီလောင်ပြောင်မှုကြောင့်တော်တော်လေးစိတ်နာခဲ့တာဖြစ်ပြီးသူ့ရဲ့ပြန်လည်လေးတိုက်မှုကတော့ MPN Season 11အရောက်မှာပြန်လည်မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ Best of 3ဖြစ်ရှင်မြန်ကစားခဲ့တဲ့အဲ့ဒီပွဲစဉ်မှာ Ego တင်က Omega တင်ကို2-0ဆိုတဲ့ပြတ်သားတဲ့ရလနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပွဲချင်းပြီးဆုံးသွားတဲ့အချိန်မှာတော့ရောက်ရအခုလိုမျိုးမြင်တွေ့ရတဲ့အတိုင်းအိုမီကအသင်းဘက်ကိုလှည့်ပြီးတော့အော်ဟစ်လေးတိုက်နေခဲ့တာဖြစ်ပြီးလက်အမူအရာနဲ့လည်းလာအောင်ပါစီလောက်ပါအောင်ဆိုတဲ့ပုံစံလုပ်ပြီးတော့ပြန်လဲချိပါခဲ့တာဖြစ်ပါတယ်ပွဲပြီးအင်တာဗျူးမှာတော့ရောက်ရသူကအရင်လေးစားတိုက်တာမဟုတ်ပဲသူ့ကိုလေးတိုက်ရတာပြန်တိုက်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နောက်ပြောတဲ့လေးစားတိုက်တယ်ဆိုတော့ကျွန်တော်ရှေ့မှာတင်ပြခဲ့တဲ့အရာကိုရင်ညွှန်းပြောဆိုတယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဘလို့ထင်လဲဆိုတာကွန်မန့်မှာရေးသွားခဲ့ပါဦးဗျာ။ Day Visit Nets သူတို့ရဲ့ပြန်လည်လှည့်ထွက်မှုတွေကတော့လူတွေများတိတ်တိမထားမိလိုက်တဲ့ဖြစ်စဉ်တစ်ခုလိုပဲဆိုရမှာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကတော့ MSC 2020 Grand Final ကနေစတင်ခဲ့တာဖြစ်ပြီးအဲ့ဒီ Grand Final ပွဲစဉ်အဖြစ်ကိုတော့အင်ဒိုနီးရှားနိုင်ငံကိုစားပြုအာဂျူတင်းနဲ့မြန်မာနိုင်ငံကိုစားပြု RGB အတင်းတို့ရှင်းပြကစားခဲ့တာဖြစ်ပါတယ်။ Best of 7ဖြစ်ရှင်းပြကစားခဲ့တဲ့ဒီပွဲစဉ်မှာတော့ RGB အတင်းကအာဂျူတင်းကို4-0ဆိုတဲ့ပြဿနာတွေရလာတဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ IGP တင်းရဲ့ player 2ဖြစ်တဲ့ net ဟာစူဘလာကိုကန်မြောက်အောင်ဝဲခံတဲ့အချိန်မှာတော့အခုလိုမျိုးပဲအင်ဒိုပရိသတ်တွေဘက်ကိုလှည့်ကစူဘလာကိုမြောက်လိုက်ရင်ဘက်ကိုရိုက်လိုက်ပုံစံမျိုးလောက်ကအောင်ဝဲခံခဲ့တာဖြစ်ပြီးဘူမူယာကလည်းဒီဖားကပိုင်ပြီးမင်းတို့ဘသူလာယူမှလည်းပြောဆိုတဲ့ပုံစံမျိုးနဲ့အောင်ဝဲခံနေကြတာကြောင့် IGP တင်းရဲ့တောင်ရှုတွေကထိန်းသိမ်းဖောက်ပြခဲ့ရတာလည်းဖြစ်ပါတယ်ဒီလိုရပွဲကြီးစဉ်ကအင်ဒိုပရိသတ်တွေရဲ့ all hit pressure ပေးမှုကြောင့်တုံ့ပြီးခဲ့တာဖြစ်နိုင်ပေမဲ့လည်းအင်ဒိုနီးရှားပရိသတ်တွေကတော့ဒါကိုတော်တော်လေးဒေါ်လာထွက်သွားခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာတော့အာဂျူတင်းရဲ့နေပြအတေးလေးပါဝင်ကောင်းပါဝင်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အတေးကအာဂျူတင်းကနေထွက်သွားခဲ့တာဖြစ်ပြီး Oni Esport အသင်းကိုရောက်ရှိခဲ့တာဖြစ်ပါတယ်အဒီအောင် Oni Esport အသင်းနဲ့တူအောင်မြင်မှုတွေရှောက်နိုင်ခဲ့ပြီး MSC 2023 Grand Final ကိုလည်းတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ် MSC 2023 Grand Final ပွဲစဉ်ဖြစ်ကိုတော့ဖိလစ်ပိုင်နိုင်ငံကူစားပြု Playly International အသင်းနဲ့အင်ဒိုနီးရှားနိုင်ငံကူစားပြု Oni Esport အသင်းတို့ရှင်းပြကစားခဲ့တာဖြစ်ပြီး Best of 7ဖြစ်ရှင်းပြကစားခဲ့တဲ့အဲ့ဒီပွဲစဉ်မှာတော့ Oni Esport အသင်းက Playly International အသင်းကို4-2ဆိုရလိုက်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဝယ်ပြီးဆိုတော့အောင်ဝဲခံကြတဲ့အချိန်မှာတော့အတီးတယောက်အခုလိုမျိုးပဲအောင်ဝဲခံခဲ့တာဖြစ်ပါတယ်ဒါဆောင်ရတဲ့ပုံစံတစ်ခုဖြစ်နိုင်ပေမဲ့လည်းတေချာတစ်ခုကတော့အတီးတယောက် MSC 2020က Netscape အောင်ဝဲခံခဲ့တဲ့ပုံစံကိုမမေ့သေးဘူးဆိုတော့တီးတာထင်ရှားနေကြတာဖြစ်ပါတယ်ခုဗီဒီယိုကြည့်နေတဲ့ Dollar တို့ရောအတီးနေရာမှာဆိုရင်ဘယ်လိုတုံ့ပြန်ပြီလဲဆိုတော့ comment မှာရေးသွားလို့ရပါတယ်ဗျာ Opposite Excretion ဒီဖြစ်စဉ်ကတော့ MPN ဖိလစ်ပင်းပွဲစဉ်တစ်ခုဖြစ်တဲ့ ONP တင်းနဲ့ Excretion တင်းတို့ရှင်းပြစားခဲ့တဲ့ပွဲစဉ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်Best of 5ဖြစ်ရှင်းပြသားခဲ့တဲ့ဒီပွဲစဉ်မှာ Game Number 1နဲ့ Game Number 2ကိုအနိုင်ရရှိထားတဲ့ Only Play တင် Player 2ဖြစ်တဲ့တက်လာဘပြီးဆုံးတဲ့အချိန်မှာတော့အခုလိုမျိုးပဲသူ့လက်နဲ့သူ့ level ကိုညစ်ကခုကိုတက်တည်တဲ့ပုံစံနဲ့လောင်ပြောင်လီတိုက်ခဲ့တာဖြစ်ပါတယ်။ဒီလေတဲ့အဝဲခံမှုကိုတော့ Association အသင်းသားတွေကတော်တော်လေးဒေါသထွက်သွားခဲ့ပြီး Game Number 3, Game Number 4နဲ့ Game Number 5ကိုအကောင်းဆုံးရှင်းပြကစားခဲ့ပြီး3ဆိုတဲ့ရလဒ်နဲ့ပြန်လည်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။သူတို့ပြန်လဲအနိုင်ရရှိခဲ့ပြီးပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ Exhibition တသိန်းလုံးထပြီးတော့အခုလိုမျိုးပဲမြင်တွေ့ရတဲ့အတိုင်းထလာအောင်ဝဲခံခဲ့တဲ့အတိုင်းပြန်လဲလောင်ပြောင်လီတိုက်အောင်ဝဲခံခဲ့တာဖြစ်ပါတယ်။ဒါသာလို့ဆိုရင်ရောဘလို့အောင်ဝဲခံမလဲဆိုတော့ comment မှာရေးသွားလို့ရပါတယ်ဗျာ။အစိုးရကြည့်ရှုပေးကြတဲ့ဒုတိယချင်းစီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်တော့မြန်မာလေးဘောလောက်အတွက်အခုလိုစိတ်ဝင်စားတဲ့ဗီဒီယိုနဲ့တူအကျိုးရှိမဲ့ဗီဒီယိုတွေကိုပုံမှန်တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါရစေခင်ဗျာ။